အားလုံးပဲမင်္ဂလာပါရှင် Gloria Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့စာရေးဆရာအောင်ဒူဝန်ရေးသားထားတဲ့အသားစားခြင်းနဲ့ဆုံးဆိုတဲ့ဇာတ်လမ်းတိုတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းမတင်ဆက်ခင်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်အချိန်နဲ့တပြေးညီသိရှိနိုင်စေဖို့ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုကြပါတယ်ရှင်အသားစားခြင်းနဲ့ဆုံးအာနားတဲ့အမေတားပိုက်တဲကနားတဲ့အမေတားလေးဘာမှမဖြစ်ဘူးနော်အမေနဲ့အဖေတားလေးကိုကူဖို့ဆရာဝန်ခေါ်ထားတယ်မကြခင်ရောက်လာလိမ့်မယ်နော်တားလေးဟုတ်တယ်တားလေးခဏတီးခံပြီးစောင့်ပေးနော်ဆရာဝန်ရောက်လာတော့မယ်ကိုမင်းဦးနဲ့မတိတာလဲအဲ့ရထက်မှလူးလွန်ပြီးအော်ဟစ်နေတဲ့တားဖြစ်သူကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့တယ်အကိုကြီးဆရာဝန်ရောက်လာပြီအေးညီမလေးညီမဖြစ်သူကတတိပေးလိုက်တာကြောင့်ကိုမင်းဦးလည်းထိုင်ရမှထားလိုက်တယ်။ဆရာကြွပါခမညာကြွပါကျွန်တော်သားလေးကိုကဲပါအောင်ဆရာခဏနော်ဆရာစမ်းသက်ကြည့်လိုက်အောင်မေဟုတ်ကဲ့ပါဆရာဆရာဝန်ကကိုမင်းဦးနဲ့မတိတာရဲ့သားလေးမောင်ဟင်းခန့်ကိုအမျိုးမျိုးစမ်းသက်ကြည့်လိုက်တယ်။တော်တော်ကိုထူးဆန်းတယ်။ဦးအတက်ရောင်တဲ့လက္ခဏာလည်းမတွေ့သလိုအစာအိမ်ရောင်တာလည်းမဟုတ်ဘူး။တော်တော်စဉ်းစားရကြက်ပါတယ်ဗျာ။ဒါပေမဲ့ကျွန်တော်ဆေးတစ်လုံးထိုးခဲ့ပေးမယ်။ဆေးထိုးပြီးနိုင်ဝက်ကြတဲ့အထိမတက်တာဘူးဆိုရင်ဆေးရုံတင်ဖို့လုပ်ကြပါဟုတ်ကဲ့ဆရာတားလေးဆရာကဆေးထိုးပေးမယ်တဲ့မကြခင်သားတက်တာသွားလိမ့်မယ်နော်ဟုတ်ကဲ့အရွယ်နဲ့မလိုက်အောင်ခန်းစားနေရရှာတဲ့သားကိုကြည့်ပြီးမိဘတွေစိတ်မကောင်းဖြစ်နေကြတယ်ကဲဆရာကိုပြန်ဝင်ပြပါအောင်တောက်ဆေးလေးပေးထားခဲ့မယ်တကယ်လို့ဆရာပြောတဲ့အတိုင်းမတက်တာဘူးဆိုရင်ဆေးရုံကိုပဲပို့လိုက်ကြပါဟုတ်ကဲ့ပါဆရာကိုမင်းဦးလည်းဆရာဝန်ကိုအိမ်ရှိတိလိုက်ပို့ပြီးမှအိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။နိုင်ဝက်ပင်မကြလိုက်မောင်ဟိကညင်းညူနေရကနေပင်ပန်းနေတဲ့အတွက်အိပ်ပျော်သွားခဲ့တယ်။ယောက်ျားသားလေးတော့အိပ်ပျော်သွားပြီ။တက်တာသွားပြီထင်ပါရဲ့။အေးကွာငါလဲထုတ်ပူပြီးဘာလို့ရမှန်းကိုမသိဘူး။သားလေးမြန်တက်တာမှဖြစ်မယ်။မဟုတ်ရင်သားလေးစိတ်နဲ့ငါယူလိုက်မယ်။နောက်တနေ့မနက်လင်းတော့မောင်ဟိခန့်ကနေပြန်ကောင်းပြီးစော့ကစားနေခဲ့တယ်။အခုမှပဲသားလေးကိုကြည့်ပြီးစိတ်ချမ်းသာရတော့တယ်ရှင်။ဟုတ်ပါကွာငါတို့သားလေးကျမ်းမာပျော်ရွှင်နေတာမြင်ရတော့အဖေတယောက်အနေနဲ့ဝမ်းသာလို့မဆုံးဘူးကွာထူးဆန်းတယ်နော်ယောက်ျားဘာကိုလဲအော်မင်းညကတော့နာကျင်လွန်းလို့အိပ်ရပေါ်မှာလူးလိုက်နေတဲ့သားလေးကအခုမနေ့ကျသူမဟုတ်တဲ့အတိုင်းပဲစော့နေလိုက်တာလေထိုးလေအောင်တာဖြစ်မှာပါဆရာဝန်ပေးတဲ့ဆေးနဲ့ယောဂနဲ့ကွက်တီဖြစ်သွားလို့နေမှာပါဟုတ်မှာပါလေအဲ့ဒီနေ့ကတဏီကုံဘာမှမဖြစ်ပဲစော့လိုက်စားလိုက်နဲ့ကုံဆုံးသွားခဲ့တယ်ညနေဆောင်ရောက်တော့တားရီထမင်းစားရအောင်ဒီမှာထိုင်ပြီးဘာလုပ်နေတာလဲတားမစားခြင်းဘူးဘိုက်ထဲမှာဘလို့ကြီးဖြစ်နေမှမသိဘူးအမေတားလေးဘိုက်ကနားလာပြန်ပြီလားတခုတော့နည်းနည်းအောက်နေတယ်ပြောရင်းဆိုရင်တော်တော်နားလာပြီအမေယောက်ျားကြီးလာပါအောင်ဒီမှာတားလေးဘိုက်တွေနားလာပြန်ပြီတားဘိုက်တွေနားပြန်ပြီဟုတ်လားတားကိုအိမ်ထဲခေါ်ခဲ့မယ်မင်းဆရာဝန်ကြီးကိုဖုန်းဆက်ခေါ်လိုက်ဟုတ်ကျမဖုန်းဆက်လိုက်မယ်နော်မတိတာလဲအိမ်ထဲပြေးဝင်လာပြီးဆရာဝန်ထံကိုဖုန်းဆက်လိုက်တယ်မကြပါဆရာဝန်ကြီးရောက်လာပြီးမောင်ဟင်းခန့်ကစမ်းသပ်ကြည့်ကြည့်လေတယ်ဘာယောဂလက္ခဏာမှမတွေ့တဲ့အတွက်ဆရာဝန်ကြီးလည်းခေါင်းရှုံနေရတယ်ခက်တာပဲဗျာဘာဆိုဘာမှမတွေ့ရဘူးလေထိုးလေအောင်တာလည်းမဟုတ်အစာအိမ်ကလည်းမဟုတ်ပူအတက်ရောင်တာကလည်းမဟုတ်တော့ဒီလိုသာနေတင်ရက်ဆက်ဖြစ်နေရင်မကောင်းဘူးဒီတော့ကလေးကိုဆေးရုံကိုပို့ပြီးကုသတာအကောင်းဆုံးဖြစ်မယ်လို့ဆရာပြောချင်တယ်ဗျာဟုတ်ကဲ့ပါဆရာသားလေးကိုဆေးရုံပို့ဖို့စီစဉ်လိုက်ပါမယ်ကောင်းပါပြီဗျာကိုမင်းဦးနဲ့မတိတာလေတားဖြစ်သူမောင်ဟင်းခန့်လေးကိုဆေးရုံသို့ပို့လိုက်ကြတယ်ဆေးရုံကိုရောက်တော့ယောဂရှာဖွေရေးစက်ကြီးတွေနဲ့ရှာဖွေကြရာယောဂတစုံတရာမတွေ့ရှိပဲခလေးရဲ့ခန္ဓာကိုယ်ကကျန်းမာရေးကောင်းမွန်နေခဲ့တယ်ခမည်းတော်ပြောလို့သာယုံရတာဗျာခလေးမှာဘာယောဂလက္ခဏာမှမတွေ့ရဘူးဘလို့များဖြစ်ပါလဲ2 ရက်ရှိပြီဆရာတနေ့ကုန်အကောင်စော့လိုက်စားလိုက်နဲ့ညနေဆောင်တာနဲ့ဘိုက်ကနာလာတော့တာပဲဆရာတို့ကယောဂလက္ခဏာမတွေ့ရဘူးဆိုတော့ကျွန်တော်သားလေးဖြစ်နေတဲ့အရာတွေကပုံမှန်မဟုတ်ရဲ့လားဆရာဒါတော့ဆရာလည်းမပြောတတ်ဘူးခလေးကို1 ရက် 2 ရက်လောက်တော့ဆေးရုံမှာစောင့်ကြည့်လိုက်ပါဦးမယ်နောက်တော့တစ်ခုလုပ်ဖို့စဉ်းစားကြတာပေါ့ဟုတ်ကဲ့ပါဆရာဆရာဝန်ကြီးပြောတဲ့အတိုင်းအခြေအနေကိုအကဲခတ်ဖို့ဆေးရုံမှာ1 ရက် 2 ရက်ခန့်နေရန်ဆုံးဖြတ်လိုက်ကြတယ်မောင်ဟင်းခန့်ကတော့ဆေးရုံပေါ်မှာပုံမှန်အတိုင်းအငြိမ်မနေစော့ကစားနေခဲ့တယ်မိခင်နဲ့ဖခင်က
မနေတားထားလို့သာမောင်ဟင်းခန့်တိတ်မစော့ရဲတာညနေဆောင်ပြီဆိုတာနဲ့မောင်ဟင်းခန့်ပုံစံကတမျိုးပြောင်းလဲသွားတယ်လူကငြိမ်သွားပြီးပိုင်ပိုင်တွေ့တွေ့ဖြစ်တယ်ဘိုက်ကတိမ်မတက်နာကျင်ခံစားနေရတယ်ဘလို့ဖြစ်ရတာလဲတနေကုန်အကောင်းကြီးပါအခုကြမှာဘလို့ဖြစ်ရတာပါလဲအာနားတဲ့အမေတားပိုက်ထဲကတအားနာတယ်ဆရာရဲလောက်ပါအောင်ကျွန်တော်သားလေးကိုကယ်ပါအောင်ဗျာဆရာအကောင်းဆုံးဖြစ်အောင်လုပ်နေပါတယ်မကြခင်တက်တာသွားမှာပါဆေးရုံဘော်ကဆရာဝန်တွေလည်းပြပြတလဲလောက်ကင်ပေးကြတယ်ည9 နာရီခန့်ရောက်မှဘိုက်နာတာရက်သွားတယ်မောင်ဟင်းခန့်လည်းခံစားနေရတဲ့ဝေဒနာကြောင့်ပင်ပန်းတစ်ပြည့်အိပ်ပျော်သွားရှာတယ်ဒီပုံအတိုင်းဆိုသားလေးကတူးရိုးသားရိုးမဖြစ်နိုင်ဘူးယောက်ျားမင်းကဘလို့ထင်လို့လဲရှင်မဲသင်းသားကြည့်လေခလေးကတနေ့ကုန်အကောင်ညနေဆောင်ပြီဆိုတာနဲ့ယောဂါကထဖောက်လာပါလေရောပြောရရင်ညနေရောက်တာနဲ့ခလေးကိုဘိုက်နာအောင်တမင်လှုပ်ထားတယ်လို့ပဲဒါအောက်လန်းပညာနဲ့ကျမတို့သားကိုပြုသားထားတာပဲဖြစ်လိမ့်မယ်အဲ့ဒါကြောင့်ယောဂရှာတဲ့ဆက်ကြီးတွေနဲ့ဘလို့ရှာရှာပဲဆရာအောင်မဲကူကူပျောက်မသွားတာပဲကြည့်လေကျမပြောတာရှင်နားလေတယ်မလားမင်းပြောတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီကိစ္စကိုဒီမှာပြောနေလို့အကျိုးမရှိဘူးသူတို့ကသိပ္ပံနည်းပညာခေတ်မှာဒါတွေကိုအယုံကြည်ရှိမှာမဟုတ်ဘူးဒါကြောင့်သားလေးစေးရုံကဆင်းမမင်းပြောတယ်လို့လောက်ကြတာပေါ့ကွာအေးမကျမသားလေးကိုမြ мян ဆင်းခွင့်ရအောင်ရှင်ပြောပေးပါစိတ်ချပါငါအကောင်းဆုံးလုပ်ပါမယ်နောက်တစ်ရက်ရောက်တာနဲ့ကိုမင်းဦးလည်းစေးရုံကဆရာဝန်ကြီးကိုကြိုးချောင်းပြောပြီးစေးရုံမှာဆင်းလာခဲ့ကြတယ်လူကြီးမိဘတွေနဲ့တိုင်ပင်ပြီးနားလေတက်ကြွတဲ့ဆရာအိမ်တို့ပင်ခဲ့ကြတယ်ဆရာကြီးကြွပါခလေးကရောပဲမလဲရှိပါတယ်အခန်းထဲမှာပါဆရာကြီးခလေးကိုဖျားခန်းထဲခေါ်လာခဲ့ပါကောင်းပါပြီဆရာကြီးကိုမင်းဦးလည်းသားဖြစ်သူကိုဖျားခန်းထဲကိုခေါ်လာခဲ့တယ်ဖျားခန်းကိုရောက်တော့ဆရာကြီးကဖျားရှိခိုးနေတယ်ဆရာကြီးဖျားရှိခိုးပြီးအောင်စောင့်နေလိုက်ကြတယ်တိတ်မကြလိုက်ပါဆရာကြီးလည်းဖျားရှိခိုးပြီးစီးသွားပြီးနောက်ကိုလှည့်လာခဲ့တယ်ဆရာကြီးဒါကျွန်တော်သားလေးပါမောင်ဟင်းခန့်လို့ခေါ်ပါတယ်သားမဖြစ်နေတာကိုတော့ဆရာကြီးကိုလမ်းမှာပြောပြထားလို့ဆရာကြီးလည်းသိမှာပါကျွန်တော်သားလေးကိုကူညီပါအောင်ဗျာအနာသိရင်ဆေးရှိသလိုပယောဂမှန်ရင်ကုပေးဖို့ကဆရာကြီးတာဝန်ပါလူကလေးမောင်ဟင်းခန့်ဆရာစီကိုလာပါအောင်သွားလေသားဟုတ်အမေမောင်ဟင်းခန့်လည်းဆရာကြီးထံကိုတိုးကပ်သွားလိုက်တယ်လူကလေးပလက်လန့်ပြီးအိတ်လိုက်ဟုတ်ကဲ့ဆရာကြီးမောင်ဟင်းခန့်လည်းဆရာကြီးပြောတဲ့အတိုင်းပလက်လန့်ပြီးအိတ်လိုက်တယ်အဲ့ဒီနောက်ဆရာကြီးကမောင်ဟင်းခန့်ရဲ့ဝမ်းပိုက်ကိုလက်နဲ့ပုတ်တက်ပြီးပါဇက်ကပွက်စီရွတ်နေခဲ့တယ်ဒီတငယ်ရဲ့ကိုခန္ဓာမှာအမောင့်ပယောဂဖြစ်ပြုစားထားတာဆိုပါကဝမ်းပိုက်ကမောက်တက်လာပါစေဆရာကြီးရဲ့စကားဆုံးတာနဲ့မောင်ဟင်းခန့်ရဲ့ဝမ်းပိုက်ကကိုဝင်လွယ်ထားရတဲ့အမျိုးသမီးတစ်ဖွဲဖောင်းကားလာခဲ့တယ်ကိုမင်းဦးနဲ့မတိတာလဲတားဖြစ်သူရဲ့ဝမ်းပိုက်ကိုကြည့်ပြီးအံ့ဩမြင့်တက်နေကြတယ်အောက်လန်းပညာနဲ့လှုပ်ထားရိုးမှန်ပါကဘိုက်ထဲကအပင်းကငါဆရာလက်ညှိုးညွှန်ရနောက်ကိုလိုက်စီဆရာကြီးကအမိန်ဆုံးသွားတာနဲ့တပြိုင်နက်ပဲမောင်ဟင်းခန့်ရဲ့ဘိုက်ပေါ်ကိုလက်ညှိုးဖြင့်ထိုးဟန်ပြုပြီးဘိုက်ထဲမှာအပင်ကလက်ညှိုးသွားရနောက်ကိုလိုက်စီတယ်ထူးဆန်းလိုက်တာမောင်ဟင်းခန့်ဘိုက်ထဲမှာအလုံးကြီးကဆရာကြီးလက်ညှိုးညွှန်ရနောက်ကိုပြေးလိုက်သွားပါတယ်ကိုမင်းဦးနဲ့မတိတာလဲမျက်လုံးပြူးနေကြတယ်မောင်ဟင်းခန့်ကိုပယောဂနဲ့ပြူစားထားတယ်ဆိုတာတော့တွေ့ရပြီဒီလိုလှုပ်တဲ့လက်တွေကိုဆရာကြီးတို့ခေါ်ပြီးသူလှုပ်ထားတဲ့ပညာတွေကိုနှုတ်ခိုင်းရမယ်ကွဒီလိုလှုပ်တဲ့နေရာမှာဟော်ရီကတူမကြီးရဲ့အကူအညီလိုတယ်ကွ။ဘာများလဲဆရာကြီးကျမကူညီဖို့အသင့်ပါပဲ။လှုပ်ရမှာကတော့ပြုစားထားတဲ့ပညာတွေကိုခေါ်တဲ့အခါမှာတူမကြီးကဂျားကန်အနေနဲ့လှုပ်ရမယ်။ကျမသဘောပေါက်ပါပြီဆရာကြီး။ဆရာကြီးပြောချင်တာကကျမသားကိုပြုစားထားတဲ့ပညာတွေကိုခေါ်ပြီးကျမကိုခန္ဓာမှာပူကတ်စေခြင်းနဲ့လို့ပြောတာမလား။အမှန်ပဲပေါ့ကွယ်။ကဲအချိန်ရှိတော့လှုပ်ကြတာပေါ့။တူမကြီးဖျားကန်းရှိလာခဲ့။ဟုတ်ကဲ့ပါဆရာကြီး။အရင်ဦးဆုံးငါတူမကြီးကလက်အုပ်ချီပြီးစိတ်ကနေဖျားတရားတန်ငါကိုပဲအာယုံစိုက်ပါ။ယရနာသုံးပါးနဲ့ဂုဏ်တော်တွေကိုရီမှန်းပြီးစိတ်ကိုနူးညံ့အောင်ထားပါ။ဆရာကြီးခိုင်းတဲ့အတိုင်းမတိတာလဲတတဝေမတိန်လှုပ်ဆောင်လေတယ်။10 မိနစ်ခန့်ကြာတဲ့အထိဖျားခန်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ဆရာကြီးလည်းမတိတာရဲ့အခြေအနေကိုအကဲခတ်နေလိုက်တယ်။ဖျားအမိန့်တရားအမိန့်တန်ခါအမိန့်အထက်ပုဂ္ဂိုလ်ကြီးတွေရဲ့အမိန့်ငါဆရာတောင်းရဲ့အမိန့်တို့ဖြင့်ခေါ်လိုက်တယ်ဒီတငယ်အားပြုစားရတဲ့ပညာသည်ငါရှိကိုရောက်စီဆရာကြီးရဲ့အမိန့်ဆုံးသွားတာနဲ့လက်အုပ်ချီပြီးငြိမ်သက်နေတဲ့မတိတာရဲ့ခန္ဓာကိုယ်တစ်ခုလုံးရိမ့်ထိုးလာခဲ့တယ်
ဆုံးကဝေအောက်လန်းအတက်ပညာတဲ့ဝင်ရောက်တဲ့အခါလွယ်လင်းတကူပူဝင်ပူးနိုင်စေရန်အတွက်ဆရာကြီးကမတိတာရဲ့စိတ်အားတည်ငြိမ်အောင်ဖះတရားကိုအာယုံစိုက်စေခြင်းပဲဖြစ်တယ်။ရောက်လာပြီပေါ့နင်ဘသူလဲဘာကြောင့်ဒီလိုလုပ်ရတာလဲ။အောင်မဲနင်ကမပြောချင်လို့ပါဇက်ပိတ်ပြီးခေါင်းရမ်းနေတယ်ပေါ့လေ။စေးကြိမ်လုံးနဲ့ရိုက်လိုက်လို့စက်ကြောရာအပြင်ဘက်လွင့်သွားရောမယ်။မလှုပ်ပါနဲ့ဆရာရဲ့စေးကြိမ်လုံးနဲ့တော့မရိုက်ပါနဲ့ကြောက်လို့ပါ။နင်ကစေးကြိမ်လုံးကိုတော့ကြောက်သားပဲ။ပြောစမ်းနင့်နာမည်ဘသူလဲ။ဘာကြောင့်ဒီလိုလုပ်ရတာလဲ။နာမည်တော့မပြောပြရစီနဲ့ဆရာရဲ့ကျမရှက်လို့ပါပြီးတော့ကျမသားသမီးတွေလူပုံအလယ်မှာမျက်နှာမပြဝဲမှာစိုးလို့ပါအေးကောင်းပြီဒါဆိုနင်ကဘယ်ကလဲဟော်ရီကမောင်မင်းဦးတို့မိသားစုနဲ့နင်နဲ့ရန်ညိုးရန်သားရှိဘူးလားကျမဒီရွာကပါပဲဆရာသူတို့မိသားစုနဲ့လည်းရန်ညိုးရန်သားမရှိကြပါဘူးဒါဆိုမောင်မင်းဦးတို့မိသားစုကနင်တို့အပေါ်မှာဘလို့လုပ်ခဲ့ဘူးတလဲဘလို့မှမလုပ်ဘူးပါဘူးဆရာသူတို့ကကျမတို့ကိုဘာမှမလုပ်ပါဘူးဒါဆိုဘာကြောင့်သူတို့သားလေးကိုအခုလိုလုပ်ရတာလဲနင့်သားသမီးကိုအခုလိုလုပ်ရင်နင်ဘလို့ခံစားရမလဲနင်မိဘချင်းကိုချင်းစာကြည့်ပေါ့ကျမမှားပါတယ်ဆရာတခါမှသူများအပေါ်မကောင်းတဲ့အတတ်ပညာနဲ့မလုပ်ဘူးပါဘူးဆရာဒါပထမဆုံးလုံးမိတာပါဆရာဘာကြောင့်လဲကျမတို့ကအင်မတန်ဆင်းရဲပါတယ်ထမင်းတောင်နက်မှန်အောင်မစားရပါဘူးသားသမီးတွေအငတ်ငတ်အပြက်ပြက်ဖြစ်နေတာမြင်ရတော့ကျမစိတ်မကောင်းတာနဲ့သူတို့သားလေးကိုအခုလိုလုံးမိတာပါလုပ်ရတဲ့ရည်ရွယ်ချက်ကတော့အမဲသားနဲ့ထမင်းစားခြင်းလို့လုပ်ရတာပါဆရာကြီးရဲ့အေးကွယ်ဆရာကြီးလဲခုလိုကြားသိရတော့စိတ်မကောင်းပါဘူးနင်တို့စားခြင်းနဲ့အမဲသားနဲ့ထမင်းကိုဆရာကြီးကမြစ်တာနဲ့ကျွေးမယ်နော်ဟုတ်ပြီလားဒါကြောင့်ဟော်ရီကတငင်မှာဖြစ်နေတဲ့ယောဂဝေဒနာကိုမြူတမြုံမှမကြအောင်နှုတ်ယူပေးပါဟုတ်ကဲ့ပါဆရာကြီးမတိတာအားပူးကပ်နေတဲ့ပညာသည်လဲမောင်ဟင်းခန့်နီးကိုတိုးကပ်သွားတယ်အဲ့ဒီနောက်လက်ဝါးနှစ်ဖက်နဲ့မောင်ဟင်းခန့်ဘိုက်ကတဖြည်းဖြည်းနဲ့တက်ချနေတယ်မောင်မင်းဦးလေမတ်တစ်ချက်ယူလာပေးပါဟုတ်ကဲ့ဆရာကြီးကိုမင်းဦးလည်းလေမတ်တစ်ချက်အားယူပြီးဆရာကြီးကပေးလိုက်တယ်ပညာသည်ပူးကပ်နေတဲ့မတိတာလဲမောင်ဟင်းခန့်ကိုလက်ဖြင့်တက်ချပေးနေတယ်မိနစ်ပိုင်းခန့်ကြာတော့မောင်ဟင်းခန့်ထိုးအံတော့တယ်ကိုမင်းဦးရဲ့မျက်လုံးတို့ပြူးကျဲသွားရတယ်တားဖြစ်သူရဲ့အံဖတ်ထဲမှာသပင်ကြီးထွေးတွေနဲ့ကြွက်သေးတကောင်ကိုပါမြင်တွေ့လိုက်ရတယ်အတန်ငယ်ကြာတော့မှမတိတာကိုပူးကပ်နေတဲ့ပညာသည်ဟာတက်ချခြင်းအားရက်တန့်လိုက်တယ်ကြံသေးလားအကုန်ထုတ်တော့ဘာတစ်ခုမှမကြံစီနဲ့ဘာမှမရှိတော့ပါဘူးဆရာကြီးအားလုံးထုတ်ပြီးပါပြီကောင်းပြီနောင်ကိုအခုလိုမကောင်းတဲ့ပညာနဲ့သူတစ်ပါးအပေါ်ထိခိုက်အောင်မလုပ်တော့ပါဘူးလို့သစ္စာဆိုရမယ်နင်ဆိုနိုင်လားဆိုနိုင်ပါတယ်ဆရာကြီးကရေတစ်ခွက်ကကင်စီပြီးပညာသည်ကနောက်ကိုမကောင်းသောအတတ်ပညာတို့နဲ့9 ရက်သားသမီးတွေအပေါ်ထိခိုက်အောင်မလုပ်တော့ပါကြောင်းသစ္စာဆိုခိုင်းကထိုသစ္စာရေးအားပညာသည်ကိုတိုက်လိုက်တယ်မတိတာကိုပူးကပ်နေတဲ့ပညာသည်လေဆရာကြီးကတော့ကထွက်ခွာသွားတော့တယ်ပညာသည်ထွက်သွားတာနဲ့မတိတာလည်းတတိလေးမိမျောနေတယ်ဆရာကြီးကမတိတာအားတတိပြန့်လည်အောင်ပြုလုပ်ပေးပြီးလိုအပ်တာတွေမှားကြားခဲ့တယ်ဆရာကြီးပြောတဲ့အတိုင်းအမဲသားနဲ့ထမင်းကိုညနေစောင်းတာနဲ့ကျွေးလိုက်ပါမယ်ဆရာမတိလို့မေးပြရသည်ဒီလိုရွာသူစာကျွေးတဲ့အခါသူတို့တကယ်လာစားကြလားရှင်ငါတူမကြီးသိချင်ရင်တေချာစောင့်ကြည့်နေလိုက်ပါကဲဆရာကြီးပြန်တော့မယ်ဟုတ်ကဲ့ဆရာကြီးကိုမင်းဦးလည်းဆရာကြီးကပြန်လိုက်ပို့ပေးလိုက်တယ်မတိတာလည်းရှင်ရှင်လန်းလန်းပြန်ဖြစ်လာတဲ့သားကိုကြည့်ပြီးစိတ်ချမ်းသာနေတော့တယ်ညနေဆောင်တော့ဆရာကြီးမှာခဲ့တဲ့အတိုင်းသကောချက်ထဲမှာရောင်းမတစ်ချောင်းအမဲသားနဲ့ထမင်းတို့ကိုပုံပြီးအိမ်ရှိမှချထားလိုက်တယ်တာဘိုက်ထဲကနာသေးလားဟင်းမနာတော့ဘူးဘာမှမဖြစ်တယ်လို့ပဲပေါ့ပါနေတာပဲအမေတော်သေးတာဗောသားရဲ့ငါသားပြန်ကောင်းသွားလို့တာဗောမဟုတ်ရင်အဖေနဲ့အမေလည်းသားကိုကြည့်ပြီးစိတ်ချမ်းသာရမှာမဟုတ်ဘူးယောက်ျားဟိုမှာကြည့်ပါဦးမတိတာကကိုမင်းဦးအားလက်ပုတ်ပြီးပြလိုက်တယ်ကိုမင်းဦးလည်းမတိတာပြတဲ့နေရာကိုကြည့်လိုက်ရခွေးမဲကြည့်ပါလားနဲတဲ့ကောင်ကြီးမဟုတ်ဘူးအဲ့ဒါရွာသူဖြစ်မယ်လူကြီးတွေပြောတာကြားဘူးတာတော့ရွာသူတွေကသူတို့ကိုအစာခေါ်ကြွေးတဲ့အခါခွေးအောင်ဆောင်ပြီးလာစားတတ်တယ်တဲ့မင်းပြောတာငါလည်းကြားဘူးတယ်လာကွာငါတို့ကြည့်နေတာမြင်သွားရင်မကောင်းဘူးအိမ်ထဲပြန်ဝင်ရအောင်ကိုမင်းဦးလည်းမတိတာကိုလက်တို့ပြီးအိမ်ထဲကိုခေါ်လာခဲ့တယ်အဲ့ဒီနေ့ကစပြီးမောင်ဟင်းခန့်လည်းညနေဆောင်တိုင်းဘိုက်မနာတော့ပဲကြမ်းကြမ်းမာမာနဲ့ရှိနေခဲ့ပါတော့တယ်ရှင်ဆက်လက်လေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်နားထောင်သူအပေါင်းစိတ်ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေရှင်ကျမကတော့အစီအစဉ်တင်ဆက်ခဲ့သူ
ပိုးတင်စာပဲဖြစ်ပါတယ်ရှင်။